Hello အားလုံးမင်္ဂလာပါ Suar Studio ကနေကြိုဆိုပါရစေဒီနေ့မင်းကတော့ PH Cafe မှာပေါ့နော်အခု coffee ဆိုင်နဲ့ရောက်နေတယ်coffee ရနေထွက်လာတဲ့ coffee ground ဒီနောက်ဆုံးပေကိုသွားလိုက်တယ်လေဆိုတာကိုပြောပြချင်တယ်ပေါ့နော်ကိုရိုင်းလည်း coffee ကြိုက်တဲ့လူဖြစ်တဲ့အကြောင်း coffee ရနေထွက်လာတဲ့coffee ground ပေါ့နော် coffee အမုံပေါ့နော်အမုံကြမ်းလေးတွေကိုနောက်ဆုံးပဲနေရာမှာတုံးလိုက်တယ်ဆိုရင်မင်းတို့ SHU မှာထွက်တဲ့ project အတစ်လေးတစ်ခုကိုလည်းမိတ်ဆက်ပေးချင်တယ်ပေါ့နော်အဲ့ဒီ coffee ground ကနေတစ်စင်မင်းကအဲ့အရေးကိုပြန်ကြိုပြုတ်ပြီးလို့ရှိရင်ပိတ်စာပေါ်မှာစီဆူထားတယ်ဒါဆိုရင်ဒါဒီ main ကိုယ်တိုင်ထုတ်ထားတဲ့ product လေးပါဒီ coffee ground ကိုလုံးဝzero waste ပေါ့နော် waste မရှိအောင်မင်းကစဉ်းစားနေရပါတော့ဒီ coffee ကိုတောက်ပြီးတိုင်းထွက်လာတဲ့သူကအရေးတော့ကြံသေးတယ်အယောင်လည်းကြံသေးတယ်ဆိုတော့ထွက်လာတဲ့ဟာကိုမင်းဘာလုပ်လို့ရမလဲဆိုစဉ်းစားရင်းနဲ့ဒီဟာကို dye လုပ်လိုက်တယ်ပေါ့နော် coffee နဲ့အသုံးပြုပြီးတော့မှမင်းတို့တဘာဝအယောင်ဆိုးလိုက်တာပေါ့နော်လုံးဝကို chemical တစ်စက်မှမပါပါဘူးအထဲကအုံးဆန်ကအစာမင်းကိုယ်တိုင်လုပ်ထားတာလုံးဝမို့အစစ်နဲ့ပဲလုပ်ထားတာပေါ့နော်မင်းခွာကြည့်ချင်ဆိုလဲမင်းခွာပြလို့ရတယ်ဖြုတ်ကြည့်လို့ရတယ်ပေါ့နော်ကိုယ်တိုင်လုပ်ထားတာအီလေးနဲ့တဘာဝအားနဲ့လုပ်ထားတာဖြစ်တဲ့ကြောင့်ကျမရင်းနဲ့ရန်ညွတ်တယ်အိမ်မှာပဲသုံးချင်နေဆိုရင်လည်းအဆင်ပြေတယ်ပေါ့နော်အဓိကကတော့ဒီ coffee ဆိုင်နဲ့ရောက်နေတဲ့ဖြစ်တဲ့အတွက်ကြောင့်မို့ coffee ဆိုင်မှာကိုယ့်ရဲ့ဒီထိုင်ခုံပေါ်မှာ cushion တွေထားမယ်ဆိုရင်ဒီလိုမျိုးလေးတွေလည်းမိတ်ဆက်ပေးချင်တယ် coffee ဆိုင်ဖြစ်တဲ့အတွက်ကြောင့်မလို့ coffee နဲ့ dyeing လုပ်ထားတဲ့ product လေးတွေကိုထားခြင်းဒီ coffee ကိုတောင်းရင်ခြင်းနဲ့တူတူပဲလို့ယုံကြည်ပါတယ်အဲဆိုရင်ဒီ coffee နဲ့ dyeing လုပ်ထားတဲ့ product မဟုတ်ဘူးတခြား nature dye နဲ့လုပ်ထားတဲ့ product မင်းစီမှာလည်းရှိရပါတော့ဒါပေမဲ့အခုဒီ coffee ဆိုင်ရောက်နေတဲ့အတွက်ကြောင့်မလို့ဒီဖက်ကောင်လေးတွေကိုမိတ်ဆက်ပေးခြင်းနဲ့မှာမယ်ဆိုရင်လည်း coffee ဆိုင်အသစ်ဖွင့်ချင်တဲ့လူတွေပဲဖြစ်ဖြစ်ဒီ handmade ပစ္စည်းရောင်းနေတဲ့လူတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့လူပဲဖြစ်ဖြစ်ပေါ့နော်တမျိုးပစ္စည်းတွေကိုလိုချင်နေဆိုရင်လည်း SHU Suar Studio ကနေတစ်စင်မှာယူလို့ရတယ်လုံးဝ 100% handmade ပါလုံးဝ 100% nature ပါပေါ့နော်သူကဒီအစင်းလေးတွေခါကျတော့သူကမင်းတို့ကခြေပြီးတော့မှလုပ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့အစင်းကြီးကတော့လုံးဝ the ones and only very unique ပေါ့နော်တစ်ထက်တည်းမဖြစ်နိုင်ပါဘူး factory product မဟုတ်တဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီဟာလေးဆိုရင်ဒါဆိုရင်နောက်ထပ်အဆင့်တစ်မျိုးပေါ့နော်ဒါတွေကလုံးဝကိုတဘာဝလက်တဆုံရှိုံနဲ့ပဲမင်းတို့လုပ်ထားတဲ့ပစ္စည်းလေးတွေဖြစ်ပါတယ်ပေါ့နော်ဒီနေ့ကတော့ဒီဟာလေးကိုမိတ်ဆက်ပေးချင်တာဒါတွေကတော့မင်းတို့ zero waste product လေးတွေကိုနောက်ပိုင်းထုတ်ဖို့ရှိပါတယ်အခုလည်း in stock ရှိတဲ့လောက်ကိုလာရောက်အားပေးလို့ရပါတယ်ပေါ့နော် bye bye